ကိုရီးယားဘာသာနဲ့ကဘာကြီးကိုဆက်သွယ်ပေးမယ့်နေရာ Kutje Onno Tehekon Tehekyo IGSC ကျောင်းမှာဆိုရင်စိုးမျိုးလေးကောင်မှာတည်ရှိပြီးအခုဆိုရင်မြန်မာကျောင်းသားတွေအများကြီးရောက်ရှိနေကြပါပြီ။စာသင်ပြကောင်းတဲ့ပါမောက္ခဆရာမများရဲ့သင်ကြားမှုနဲ့အတူနိုင်ငံတကာကျောင်းသားကျောင်းသူများနဲ့ပြောရှင်စွာသင်ကြားလို့ရတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ကိုရီးယားစာသင်ကြားရေးမိသားမှာဆိုရင်အခုဆိုရင်မြန်မာကျောင်းသားကျောင်းသူတွေအများကြီးရောက်ရှိနေဖြစ်ပါတယ်။တန်ရှင်းပြီးတော့ခြေဝန်းနဲ့စာကြည့်တိုင်းမှာအင်တာနက်ကိုအသုံးပြုပြီးတော့စာလေးလာလို့ရတယ်လို့စာအုပ်တွေလည်းဖတ်စရာတွေအများကြီးရှိပါတယ်စူးစမ်းတဲ့သူတွေအတွက်အခုလိုမျိုးပညာသင်ဆုတွေလည်းရရှိနေပါတယ်။ကိုရီးယားစာသင်ကြားရေးမေဂျာနဲ့အတမျိုးဝမ်းကျောင်းပြုချင်နေဆိုရင်တော့အခုပဲ IGSC ကိုရှောက်ထားလို့ရပါလိမ့်နော်။